ရှေးတုန်းကတော့အုပ်တစ်ခုရဲ့အစွန်အဖျားမှာအမြဲတမ်းလမ်းလျှောက်နေတဲ့လူတစ်ယောက်ရှိတယ်။သူ့နာမည်ကိုဘယ်သူမှမသိကြဘူး။လူတွေကတော့သူ့ကိုကြွတ်ထောင်ကြောက်ရောင်းသူလို့ပဲခေါ်ကြတယ်။သူ့ဘဝကမတည်ငြိမ်ဘူး။အိမ်မရှိအလုပ်မရှိ။သူ့လက်ထဲမှာတော့တစ်သားနဲ့လှုပ်ထားတဲ့ကြွက်ဖန်းကွင်းတွေကိုတည်ပြီးတရွာပြီးတရွာလေပတ်ရောင်းစားနေတယ်။တခါတလေရောင်းမထွက်ရင်သူ့ဝမ်းစာအတွက်အတူလောက်တာလိန်နာလဲလောက်တတ်တယ်။ဒီနေ့မှာသူလမ်းလျှောက်ရင်းအတွေးတစ်ခုကိုရုတ်တရက်တွေးမိတယ်။ဒီလောကကြီးဟာကြွတ်ထောင်ချောက်လိုပဲပေါ့။မုံတစငွေတပြားလိုအရာလေးတွေနဲ့လူတွေကိုဆွဲဆောင်ပြီးတခါတည်းဖမ်းထားတတ်တယ်။ဒီအတွေးကြောင့်သူကိုယ်တိုင်တောင်လောကကြီးကိုကစားကွင်းလိုမြင်လာတယ်။တညမှာမိုးရွာပြီးအေးလွန်လို့သူတောအိမ်လေးတစ်လုံးကိုတွေ့ပြီးဝင်တဲခဲ့တယ်။အိမ်ထဲမှာမိန်းမကြီးတစ်ယောက်ထဲနေထိုင်နေတယ်။သူမကတနာတဲ့သူဖြစ်လို့အေးထဲကိုအိတ်ဖို့နေရာပေးပြီးအစာလေးကျွေးတယ်။အိမ်ထဲမှာတန်ချွန်းတစိမ့်တစ်ခုနဲ့ချိတ်ထားတဲ့ပတ်စံအိတ်တစ်ခုရှိတာကိုသူသတိထားမိတယ်။ညအချိန်မှာမိန်းမကြီးအိတ်တွားချိန်သူ့ညမကောင်းတဲ့စိတ်ထဲကအတွေးတစ်ခုထွက်လာတယ်။ယူလိုက်ပါမင်းအတွက်အခွင့်အရေးပဲ။နောက်ဆုံးမှာသူထိုးငွေကိုခိုးယူပြီးမိုးညတဲ့ကနေထွက်ပြေးသွားတယ်။တောထဲဝင်ပြီးနောက်သူလမ်းပြောက်သွားတယ်။ဘလို့ပဲသွားလမ်းမတွေ့တော့ဘူး။အဲ့ဒီအချိန်မှာသူ့အတွေးဟာကြွတ်ထောင်ကြောက်သေးဝင်သွားသလိုခံစားမိတယ်။ကြောက်ရွံ့မှုနဲ့စိတ်မကောင်းမှုတွေပေါင်းဆက်လာတယ်။နောက်တစ်နေ့မှာသူတန်ထဲစက်ယုံတစ်ခုကိုရောက်သွားတယ်။အဲ့ဒီနေရာမှာအလုံးမလုံးတဲ့အဖိုးကြီးတစ်ယောက်ကသူ့ကိုတငယ်ချင်းဟောင်းလိုမှားထီမိတယ်။သူ့ကိုကြိုဆိုပြီးအိမ်ကိုဖိတ်ခေါ်တယ်။အဖိုးကြီးကသူ့ကိုယုံကြည်ပြီးအယမ်းကောင်းမွန်စွာဆက်ဆံတယ်။ဒါပေမဲ့နောက်ပိုင်းမှာသူဟာတကယ်တမ်းသူ့တငယ်ချင်းမဟုတ်ဘူးဆိုတာသိသွားတယ်။အဲ့ဒီအချိန်မှာအဖိုးကြီးကဒေါသထွက်တယ်။မင်းကလိန်နာပဲလို့ပြောတယ်။အဲ့ဒီချိန်မှာအဖိုးကြီးရဲ့သမီးလေးကဝင်လာပြီးသူ့ကိုမထင်မှတ်ပဲအလွန်ကျင်နာစွာဆက်ဆံတယ်။သူကမကောင်းတဲ့သူမဟုတ်ပါဘူး။သူ့ဘဝကပဲခက်ခဲတာပါလို့ထင်တယ်။သူ့ကိုအိမ်ထဲမှာနေခွင့်ပေးပြီးအစားတောက်ပေးတယ်။အေးအေးချမ်းချမ်းနေခွင့်ပေးတယ်။ဒီလိုကျင်နာမှုတွေကြောင့်သူ့ရဲ့နှလုံးသားထဲမှာတခုခုပြောင်းလဲလာတယ်။နောက်ဆုံးသူထွက်သွားချိန်မှာခိုးယူထားတဲ့ငွေကိုပြန်ပေးပြီးအဖိုးကြီးအတွက်စားတစောင်ထားခဲ့တယ်။ကျွန်တော်ကတကယ်ပဲကြွတ်ထောင်ကြောက်ထဲမှာဝင်မိခဲ့တဲ့ကြွတ်တကောင်ပါ။ဒါပေမဲ့မင်းသမီးလေးရဲ့ကျင်နာမှုကြောင့်လွတ်မြောက်နိုင်ခဲ့ပါတယ်။ဒီပုံပြင်ရဲ့သင်ခန်းစာကတော့လူတစ်ယောက်မကောင်းတာတွေလုပ်နေတယ်ဆိုတာသူမကောင်းလို့မဟုတ်ဘူး။အခြေအနေတွေကြောင့်ဖြစ်နိုင်တယ်။ကျင်နာမှုနဲ့ယုံကြည်မှုကလူတစ်ယောက်ကိုပြောင်းလဲနိုင်တယ်။လောကကြီးဟာကြွတ်ထောင်ကြောက်လိုပဲလောဘနဲ့လိမ်လည်မှုတွေကလူကိုဖမ်းမိစေတတ်တယ်။